သူရနာအောင်လုပ်ငန်းစွာရေးပြန်လည်ကြိုဆိုလိုက်ပါရယ်เนาะဒါလေးကတော့ပသိမ်ဘက်ကိုပို့ပေးရမယ်ပါဆယ်လေးပဲဖြစ်ပါတယ်စိုက်ရဲ့ကြီးမားမှုစိုက်အခင်းကဆိုရင်ညီတို့ဒီစပွဲပေါ်မှာပဲခင်းမလားနောက်ခံ background နေမယ်သုံးမလားသုံးလို့ရတဲ့အနေအထားလေးတစ်ခုပဲရှိပါတယ်ဒါလေးကိုညီတို့ရကျင်တယ်လိုချင်တယ်ဆိုရင်เนาะ CYA သူရနာအောင်လုပ်ငန်းစုရဲ့ Facebook page Messenger မှာလာအားပေးလို့ရတယ်လို့ညီတို့ဒီဟောပါတော့အခင်းလေးတွေနဲ့ပတ်သက်တာလေးတွေအပြင်ကိုမှညီတို့ကက်လေးတွေရှိမယ်အစာအုပ်လေးတွေရှိမယ်အစုံအစုံရှိပါတယ်အဓိကတော့ညီတို့ Terro နဲ့ဆက်ဆက်တဲ့ကဲစာအုပ်အခင်း accessory ခေါင်းလောင်းနေကစားညီတို့တနေရာတဲ့စုံစုံလေးလေးရနိုင်တဲ့ CYA ချူရနာအောင်လုပ်ငန်းစုကိုသာတတိရလိုက်ပါအခုလိုအားပေးသွားရတဲ့လဲကျေးဇူးတင်ပါတယ်နောက်ထပ်တွေလည်းထပ်ပြီးတော့အားပေးပါဆိုပြီးတော့လည်းဖိတ်ခေါ်လျက်ရှိပါတယ်ဒီမှာဆိုရင် site တွေကတော်တော်ကြီးကြီးပါတယ်เนาะ install လာဆိုတော့ install ပါတချို့ဟာလေးတွေက quality လေးတွေကဒီဘယ်လိုပြောမလဲ account line တွေကသုံးပေးထားတာလေးတွေရှိတယ်နောက်တစ်ခါကျတော့ design ကလည်းပြောရမယ်ဆိုရင်ဒီ designကြိုက်တယ်ဆိုရင်လည်းနောက်တစ်ခါမှဒီ design ရချင်မှလည်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကကြိုက်တဲ့ design ကိုတွေ့တာနဲ့ကိုချက်ချင်းလာပြီးတော့ message ပေါက်မှာလာခဲ့ပေးပါဆိုပြီးတော့လည်းပြောချင်ပါတယ်เนาะဘိုင်နောက်ဗီဒီယိုတွေမှာအများကြီးပြန်ဆုံတွေ့ပါမယ်